မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမ်းမာကြံခိုင်ဖို့အတွက်ကျွန်တော်နေထိုင်ကကြိုးစားပါတယ်ခင်ဗျာဒီနေ့တတိယမြောက်ပြပေးမယ့်လေ့ကျင့်ခန်းကတော့ VS လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းက1 byte ကြွတ်သား ABS script တစ်ခုလုံးကိုထိရောက်စေတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ခနာကိုယ်ကိုစောက်တော့ပိတ်လိုက်တယ်လို့လက်နဲ့ခြေထောက်ကိုတပြိုင်နက်ဆွဲတင်ပါအပေါ်ရောက်ရင်တက်ကိုရှုထုတ်လိုက်ပါပြန်ဆင်းတဲ့အချိန်မှာကြော်ကုန်းကိုမကုန်းမန်းထိမီဆင်းပါစေရောကိုပါတစုတစည်းတည်းရှိပါစေဒီလေ့ကျင့်ခန်းကဘိုက်ကြွသားတွေကိုတကယ်ထိရောက်စေတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်နောက်တစ်ပုံမှပြန်ဆောင်ကြမယ်နော်စေရောကိုပါကျမ်းမာပျော်ရွှင်ကြပါစေ